ဗီဂျင်းနာဂင်မှာနေထိုင်တဲ့ဒေါ်စုရီကဒုက္ခိတယောက်ျားရဲ့ကလေးတွေရဲ့နဲ့နေ့ရက်တွေကိုခက်ခက်ခဲခဲဖြတ်သန်းနေတော့တယ်။အိမ်ရဲ့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက်တစ်တာလေးတဲ့ကိုမိန်းကလေးသုံးပစ္စည်းတွေကိုထည့်ပြီးတော့ခေါင်းမှာရွှက်ရင်တလန်းဝင်တလန်းထွက်လိုက်ရောင်းတော့တယ်။ပူပြင်းလာတဲ့နေရာဒီမှာပဲဖြစ်ဖြစ်မိုးရာဒီမှာပဲဖြစ်ဖြစ်ဆောင်းရာဒီမှာပဲဖြစ်ဖြစ်သုံးရာဒီလုံးအနားမယူပဲရောင်းလေးရှိတော့တယ်။အိမ်နေပူကျဲတဲ့မှာလဲသူကအော်ရောင်းနေတော့တာပေါ့။ကူတူးတွေရမယ်နှက်ခမ်းတွေရမယ်မှန်တွေရမယ်လက်သေးညက်တွေရမယ်ကာကျဲလေးရမယ်ဟိုဟိုဒီနေ့ကအရန်ကိုပူတာပဲဒီလိုပူအပ်ရတဲ့ကြားအော်ပြီးရောင်းရတော့အကောင်တွေလည်းခြောက်လာပြီးရေတောက်လို့ရရင်ကောင်းပါပဲခဏလေးနေပါဦးနှက်ခမ်းရောရလားရှင်ဟုတ်ကဲ့ရပါတယ်ရှင်နှက်ခမ်းကောင်းကောင်းလေးတွေရှိရဲ့မနက်မှာဆိုလိုက်ညနေချိန်ထိမပြတ်ဘူးနော်ခန့်နေဒါနဲ့ညီမရေတစ်ခွက်လောက်တိုက်ပါလားအရန်ပူတော့ရေစာလာလို့ပါဟုတ်ကဲ့ယူလာခဲ့ပေးမယ်အဲ့ချိန်ကြီးတော့နှက်ခမ်းထုတ်ပေးထားအောင်နော်ခဏအကြာမှာတော့ခိတ္တာကရေယူပြီးတော့ရောက်လာတော့တယ်ဒေါ်စုရီကရေရမ်းစာနေတာကြောင့်တကြိုက်ထဲမောချလိုက်တော့တယ်အခုမှပဲစိတ်အေးရတော့တယ်ကျေးဇူးပါညီမရေဒီမှာမှားထားတဲ့နှက်ခမ်းရူပီး20ကျတယ်ရူပီး20ကျများတာပေါ့15ရူပီးထားလိုက်ပါလားမနောက်ပါနဲ့ညီမရေအဲ့လောက်လေးဈေးမများပါဘူးဝယ်လိုက်ပါနော်ညီမလေးကျမကအရန်ဆင်းရဲတာမို့တရက်လုံးနေပူထဲမှာမနာပဲရောင်းနေရတာလေအနည်းဆုံးတော့အဆက်လေးပါလေးရှိပါအောင်ရေအေးအေးလေးတစ်ခွက်တောင်တိုက်ရသေးတယ်ရေအေးအေးလေးတစ်ခွက်ကိုဈေးထဲမှာဆို9ရူပီးနဲ့ရောင်းတာအဲ့လိုမှသိရင်အစကတည်းကရေမတောက်ပါဘူးအငတ်ပဲနေလိုက်ပါတယ်တားစမ်းမှာကျေးဇူးမသိတတ်လိုက်တာနောက်တော့ခက်တာကဒေါ်စုရီကိုမောင်းထုတ်လိုက်တော့တယ်ပင်ပင်မမတ်နဲ့ဒေါ်စုရီကအင်ကိုရောက်လာပြီးတော့သူ့ရဲ့သမီးကိုပြောလိုက်တော့တယ်သမီးလေးပြည့်ဝတည်းရေအမေကိုရေတစ်ခွက်လောက်ခက်ခဲ့ပေးပါဦးဒါပေမဲ့အိမ်မှာကရေမမရှိတာမရှိဘူးဆိုတာဘာလို့ပြောတာလဲဒီနေ့ရေမလာဘူးလားလာတော့လာတဲ့အမေဒါပေမဲ့အမေသိတဲ့အတိုင်းပဲရေကားကိုအကြာကြီးစောင့်ရတာသမီးရဲ့အလှည့်လေးရောက်လာရောရေကားကသွားရောအဲ့ဒါကြောင့်ရေတွင်းကနေရေသွားခတ်တော့ရေကနည်းနည်းပဲကျန်တော့တာအဲ့ဒါကလည်းအနေတွေနဲ့အဲ့ဒါကြောင့်သမီးကမခတ်လာတော့တာနောက်နေ့တရက်မှာတော့ဒေါ်စုရီကဒီနေ့တော့ရောင်းကောင်းမှာပါလို့တွေးပြီးအိမ်ကနေဈေးရောင်းထွက်လာတော့တယ်ဒါပေမဲ့လမ်းတစ်ဝက်မှာကားတစ်စီးကဒေါ်စုရီကိုတိုက်လိုက်တော့တယ်အဲ့ဒီအချိန်မှာဒေါ်စုရီရဲ့ပစ္စည်းတွေကပြုတ်ကျသွားတော့တယ်အမလေးငါ့ရဲ့ပစ္စည်းတွေအားလုံးပျက်စီးကုန်ပါပြီတောင်းပန်ပါတယ်ဗျာထိခိုက်သွားသေးလားခန္ဓာကိုယ်မှာထိခိုက်သွားတဲ့တရားကိုတော့သိခံနိုင်ပေမဲ့ကံကပေးတဲ့ဒဏ်ကိုတော့ဘလို့လို့သိခံနိုင်ပါလဲကျမရဲ့ပစ္စည်းတွေအားလုံးလည်းပျက်စီးသွားတယ်လေအရင်3ရက်လောက်ကလေးကရောင်းရတာမဟုတ်ဘူးနေတိုင်းနေပူထဲမှာလမ်းရှောင်ရင်းနဲ့ခြေပွားတွေလည်းလောင်နေပြီအခုကတော့ပစ္စည်းတွေအားလုံးလည်းပျက်စီးသွားပြီစိတ်မကောင်းဖြစ်မိပါတယ်ဗျာကျွန်တော်အလုပ်ပေးနိုင်တယ်ဗျကျွန်တော်စီမှာအလုပ်လုပ်မလားဘလို့အလုပ်လဲရှင့်တကယ်တော့ကျွန်တော်ရဲ့မိန်းမကွယ်လွန်တာကြာပြီလေကျွန်တော်မှာအရွယ်ရောက်တဲ့သမီးတစ်ယောက်ရှိတယ်အမေမရှိတော့ကျွန်တော်ကအရန်ကိုအလိုလိုက်ပေးတာအဲ့ဒါကြောင့်ထင်ပါရဲ့အခုကအရန်ကိုစိုးနေတယ်လေညီမကကျွန်တော်စီမှာအလုပ်လုပ်ပြီးတော့ကျွန်တော်ရဲ့ကလေးကိုလည်းရင်ကျေးအောင်သင်ပေးစေချင်တယ်ဗျတစ်လကိုရူပီး2000ပေးပါမယ်ဗျရူပီး2000ဆိုတာကိုကြားလိုက်ရတော့ဒေါ်စုရီရဲ့မျက်လုံးကတောက်ပလာတော့တယ်နောက်တော့အလုပ်လုပ်ဖို့လက်ခံလိုက်တော့တယ်ဦးစော်ကသူ့ရဲ့လိပ်စာကိုပေးလိုက်တော့တယ်မနေ့ပြန်အားစပြီးဒီလိပ်စာအတိုင်းရောက်လာခဲ့နော်နောက်နေ့ကနေစပြီးဒေါ်စုရီကဥစော်ပေးတဲ့လိပ်စာအတိုင်းရောက်လာတော့တယ်။ဥစော်ရဲ့သမီးဆန္ဒကတကယ့်ကိုရိုင်းဆိုင်တဲ့ကလေးတစ်ယောက်ဖြစ်တယ်။ဥစော်ကသူ့ကိုဒေါ်စုရီနဲ့မိတ်ဆက်ပေးလိုက်တော့တယ်။ခဏကြာတဲ့နောက်မှာတော့ဥစော်ကအလုပ်သွားလိုက်တော့တယ်။ဟဲ့နင့်နာမည်ကဘသူပဲဖြစ်ဖြစ်ငါရွှေသွားချိုးအောင်မယ်။အဲ့ဒီအချိန်မှာငါ့ရဲ့ပစ္စည်းတွေကိုရှောက်မကိုင်းနဲ့နော်။ပြီးတော့ငါအတွက်မုတ်လုပ်ထားလိုက်။နောက်တော့ဒေါ်စုရီကမုတ်လုပ်ပေးလိုက်တော့တယ်။အိမ်သက်ရှိတွေလှုပ်လိုက်တော့တယ်။အဲ့အချိန်ထိဆန္ဒကရေချိုးလို့မပြီးသေးဘူးပေါ့အဲ့ဒါကြောင့်ဒေါ်စုရီကဆန္ဒကိုသွားကြည့်တယ်အဲ့ဒီအချိန်မှာရေတွေကအခန်းထဲကနေအပြင်ကိုပါစီးလာနေတော့တာပေါ့အဲ့ဒါကိုကြည့်ပြီးဒေါ်စုရီကလန့်သွားတော့တယ်ဆန္ဒရေအဆင်ပြေရဲ့လားအပြင်ကိုမြန်မြန်လေးထွက်ခဲ့အောင်အဲ့ဒီအချိန်မှာဆန္ဒကဒေါသတကြီးနဲ့ထွက်လာတော့တယ်ဒေါသထွက်ဖို့ကောင်းလိုက်တာနော်အေးအေးဆေးဆေးရေချိုးလို့တော့မရဘူးလားနောက်တစ်ခါဒီလိုလုပ်ရဲရေလုပ်ကြည့်အလုပ်ထုတ်လိုက်မယ်ဒါပေမဲ့ရေတွေကစီးလာတော့အဲ့တော့ဘာဖြစ်လဲရေမီတာအောင်နင်ပေးရလို့လားစန္ဒာရေချိုးတာတော့မှဒီလောက်ရေဖြုံးနေလို့မဖြစ်ဘူးလေအတော်တို့လိုစင်းရဲသားတွေဆိုရေတငုံတောက်ဖို့တောင်တော်တော်လေးကိုစူးစမ်းနေရတာအဲ့ဒါကိုနားထောင်ပြီးတော့စန္ဒာကရန်ရင်းနဲ့ပြောလိုက်တော့တယ်ဟာ
ရေချိုးကန်ထဲကိုသွားပြီးရေသွားတောက်လိုက်သွားအဲ့ဒီလိုနဲ့ပဲရက်20ကုံဆုံးသွားတော့တယ်တညက်နေမှာတော့ဒေါ်စုကြီးကအိမ်ကိုသွားဖို့လုပ်နေတဲ့အချိန်မှာအိမ်မှာကရေတောက်ဖို့တောင်ရှိတာမဟုတ်ဘူးဒီကနေယူသွားလိုက်ရင်ကောင်းမလားမနေ့တုန်းကတထေးကအမိုက်ပုံထဲကိုရေတံဘူးအခွန်ပစ်လိုက်တာတွေ့တယ်အဲ့ထဲမှာပဲရေထည့်လိုက်ရင်ကောင်းမယ်အဲ့လိုပြောပြီးတော့ဒေါ်စုကြီးကအမိုက်ပုံထဲကနေရေတံဘူးခွန်ကိုယူပြီးစေးကြောပြီးတော့ရေဖြည့်လိုက်တော့တယ်အဲ့ချိန်မှာဆန္ဒကသူ့ကိုလှောင်ပြောင်ရင်းပြောလိုက်တော့တယ်ဒါဘာလို့နေရလဲဆင်းရဲတဲ့အိမ်ပေါ်မရေသမီးရဲ့အတော်တို့အိမ်မှာကတောက်စီရရေမရှိလို့ဒီအိမ်ကနေရေတပူးလောက်ယူသွားဖို့လုပ်နေတာနင်တို့လိုဆင်းရဲသားတွေကတွင်းရေကနေခတ်ပြီးရတဲ့ရေပဲတောက်ဖို့တန်တာရေတန်းဆက်ထဲကနေရတဲ့ရေမဟုတ်ဘူးဒီရေအတွက်လည်းရေပိုးပေးရတယ်လို့မီတာပိုးလည်းပေးရတယ်နားလေလားအဲ့ဒါကြောင့်ဒီနေ့လုပ်ခဲ့တဲ့အမားကိုနောက်တစ်ခါမလုပ်မိစေနဲ့နားလေလားဟမ်အဲ့ဒါကိုနားထောင်ပြီးတော့ဒေါ်စုရီကအိမ်ကိုပြန်သွားလိုက်တော့တယ်နောက်နေ့တည့်ရက်မှာတော့ရေချိုးကန်းထဲမှာဘေးစင်ရဲ့ရေပိုက်ကိုမပိတ်ထားတာကြောင့်ရေတွေအများကြီးအလကားဖြစ်နေတော့တာပေါ့ဒီတထေးသားကလေရေရဲ့တန်ဖိုးကိုမသိကြဘူးရေဖြုံးတိဖို့ပဲသိတယ်အနောက်မှာရက်နေတဲ့ဆန္ဒကဒေါ်စုရီရဲ့စကားကိုကြားတော့တယ်ဟုတ်လားနင့်လိုအိမ်ပေါ်မှာကရေဘလို့သုံးရမလဲဆိုတာကိုသင်ပေးချင်တာပေါ့နင့်တအိမ်လုံးမှာရှိတဲ့ရေထက်ငါရေချိုးကန်းထဲကရေတောင်ပိုများသေးတယ်အိမ်ပေါ်မှာကအိမ်ပေါ်မှာလိုနေပေါ့ရှာရှိစရာမလိုထားလိုက်ပါတော့ငါရေသားကူးတော့မယ်ငါအတွက်တရတိဖြော်ရည်ကိုရေခဲမုတ်ထည့်ပြီးရေကူးခံရှိတဲ့နေရာကိုယူလာခဲ့ခဏကြာတော့တရတိဖြော်ရည်ဖြော်ပြီးတော့ဆန္ဒစီကိုယူလာတဲ့အချိန်မှာဆန္ဒကရေကူးခံပေးနာမှာမေ့လဲနေတော့တယ်နောက်တော့နှစ်ဖူးကနေလဲသွေးတွေထန်နေတော့တယ်ဖယားကြီးကြည့်ရတာခြေချော်ပြီးပြုတ်ကျသွားလို့များနှစ်ဖူးကွဲပြီးမေ့လဲသွားတာလားမသိဘူးဒေါ်စုကြီးကမြန်မြန်လေးဒရိုက်ဘာကိုခေါ်ပြီးတော့ဆေးရုံကိုသွားလိုက်တော့တယ်လူနာကသွေးတွေအများကြီးဆုံးရှုံးလိုက်ရလို့သွေးလိုအပ်နေတယ်ကျမရဲ့သွေးကိုယူလိုက်ပါဆရာကြီးဒါပေမဲ့ကျမရဲ့သမီးလေးကိုတော့ကယ်ပေးပါနော်ဦးကျော်ကအလုပ်ကိစ္စနဲ့မြို့ပြင်ကိုရောက်နေတော့တယ်အဲ့ဒီအချိန်မှာဒေါ်စုကြီးကသူ့ရဲ့သွေးကိုပေးပြီးဆန္ဒကိုကယ်လိုက်တော့တယ်၄နာရီကြာခွဲစိတ်ပြီးတဲ့နောက်မှာတော့ဆန္ဒကသတိရလာတော့တယ်နေမလားငါ့ကိုဘသူဆေးရုံခေါ်လာပေးရလဲအဲ့ဒီအချိန်မှာဆရာဝန်ကရောက်လာတော့တယ်မင်းရဲ့အမေကအရန်ကိုကောင်းတာပဲတကယ်လို့မင်းရဲ့အမေသားမင်းကိုအချိန်မီဆေးရုံမခေါ်လာနိုင်ခဲ့ရင်ပြီးတော့သွေးမပေးခဲ့ရင်မင်းကအသက်ရှင်နိုင်မှာတော့မဟုတ်တော့ဘူးအတော်စုကြီးကကျမရဲ့အမေမဟုတ်ပေမဲ့အမေထက်တောင်ပိုပါသေးတယ်ကျမကတော့အတော်ကိုရေတငုံတော်မတိုက်တဲ့အပြင်စော်ကားတောင်စော်ကားလိုက်သေးတာအတော်ကသမီးကိုသွေးပေးပြီးတော့အသက်ကယ်ပေးလိုက်သေးတယ်အမေကအရန်ကိုကောင်းတာပဲအမေလို့ခေါ်လိုက်တာလားသမီးရဲ့အမားတွေအားလုံးကိုခွင့်လွှတ်ပေးပါတယ်နော်ဒါပေမဲ့သမီးကိုတခုပြောပြမယ်အတော်တို့လိုဆင်းရဲသားတွေအတွက်ရေကသွေးထက်တောင်တန်မှုရှိတယ်သမီးရေဒီနေ့ကစပြီးရေကိုအလကားမဖြုံးတီးတော့နဲ့နော်ချမ်းသာတဲ့သူတွေကရေကူးကန်တွေကိုဝင်ပြီးကြိုက်တယ်လို့စိတ်အေးလက်အေးနေနိုင်ပေမဲ့ဆင်းရဲသားတွေအတွက်ကလေရေတငုံတောက်ဖို့တောင်မနေစူးစမ်းနေရတာအတော်ကသမီးကိုနောက်တစ်ခါဖွားမြင်ပေးခဲ့တာပါပဲဒီနေ့ကစပြီးအတော်ကပဲသမီးရဲ့အမေပါအမေပြောတဲ့အတိုင်းသမီးလုပ်ပါမယ်ဒေါ်စုရီကဆန္ဒကိုအိမ်ပြန်ခေါ်လာပြီးတော့ပြုစုပေးတော့တယ်ဦးစောကလည်းဒီအကြောင်းကိုသိသိချင်းပဲအိမ်ကိုပြန်ရောက်လာတော့တယ်ညီမရဲ့မင်းကသူ့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အပြင်သူ့ကိုပြောင်းလဲသွားအောင်လည်းလုပ်ပေးနိုင်ခဲ့တယ်ဒီကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးကျွန်တော်ကလည်းညီမအတွက်တခုခုပြန်လုပ်ပေးခြင်းနဲ့အဖေအမေစုရီကိုတခုခုလုပ်ပေးခြင်းနဲ့ဆိုရင်အမေတို့အိမ်အတွက်ရေရအောင်လုပ်ပေးလိုက်ပါလားအမေတို့ရဲ့အိမ်မှာကရေမရှိဘူးလေကောင်းပါပြီဒါကိုအဖေကလုပ်ပေးမှာပါနောက်တော့ညီမယောက်ျားရဲ့စေးဖို့တွေရောကလေးကျောင်းပညာရေးအတွက်ကုန်ကြငွေရောအားလုံးကိုကျွန်တော်ပေးပါမယ်အဲ့ဒါကိုနားထောင်ပြီးတော့ဒေါ်စုရီကဝမ်းသာသွားတော့တယ်ဦးစောကသူပြောတဲ့အတိုင်းပဲဒေါ်စုရီရဲ့အိမ်ရှိမှာအဝီစီတူးပေးလိုက်ပြီးတော့ရေတိုကင်ပိုက်ကိုထည့်ပေးလိုက်တော့တယ်အဲ့ဒါကြောင့်ရေကိစ္စနဲ့ပတ်သက်လာရင်စိတ်ပူစရာမလိုတော့ဘူးပေါ့အခုတော့ဒေါ်စုရီကသူ့ရဲ့မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းလိုက်ပါတော့တယ်တစ်ချိန်လုံးကရွာတရွာမှာအမျိုးသမီးတစ်ယောက်ကဆုံးသွားခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကဆုံးသွားပြီးရဲ့နောက်ပိုင်းမှာတော့နတ်ပြည်ကိုရောက်သွားခဲ့ပါတယ်။သူ့ရဲ့ကုသိုလ်တွေကိုကြည့်ပြီးတော့မှနတ်သမီးလေးလှုပ်ပေးလိုက်ပါတယ်။နင်ကနင့်ရဲ့ဘဝတစ်လျှောက်မှာလူတွေကိုကူညီပေးခဲ့တယ်။ဒါကြောင့်မလို့နင်ကိုနတ်သမီးတစ်ယောက်အဖြစ်ဖန်တီးပေးမယ်။ရှေ့လျှောက်လေလူတွေကိုကူညီပေးရမယ်နော်။ဟုတ်ကဲ့ပါအရှင့်အလိုအတိုင်းပါပဲ။သူမနေခဲ့တဲ့ရွာထဲမှာပဲ
မိသားစုတစုရှိခဲ့ပါတယ်။အဲ့ဒီမိသားစုထဲမှာနိုင်နိုင်နဲ့ညီညီဆိုတဲ့ညီကိုနှစ်ယောက်လည်းရှိခဲ့ပါတယ်။နိုင်နိုင်ကတော့သူ့ရဲ့မိထွေးကိုအယမ်းကိုယူသေးလေးစားပါတယ်။ပြီးတော့သူ့ရဲ့စကားတွေကိုလည်းတသွေးမသိမ်းနာခံပါတယ်။အိမ်ကအလုပ်တွေအားလုံးကိုလည်းအပီးစီလုပ်ပေးပါတယ်။ညီညီနဲ့သူ့ရဲ့အမေကတော့ညစာစားဖို့အတွက်ထိုင်ဆောင်နေခဲ့ပါတယ်။နိုင်နိုင်ကတော့မြန်မြန်ပဲထမင်းနေချက်နေခဲ့ရတယ်။နိုင်နိုင်အခုချိန်ဒီထမင်းချက်လို့မပြီးသေးဘူးလား။ဟုတ်လာပါပြီအမေ။ဟင်းလဲကြက်ခံနေပါပြီ။ဒီမီးပုံနာမှာထမင်းချက်ရတာကလည်းအယမ်းကိုပူတာပဲ။လူရသည်အမြန်ကုန်သွားရင်လည်းကောင်းပါပဲ။အဲ့လိုနဲ့ပဲနိုင်နိုင်ကတော့ထမင်းနေကူးပြီးတော့မှယူလာခဲ့ပါတယ်။မိထွေးနဲ့သူ့ရဲ့ညီလေးကိုထမင်းဘက်ကန်ချပေးလိုက်ပါတယ်ပြီးတော့သူကတော့ဘေးနားလေးမှာရက်ပြီးနေခဲ့တယ်။သူတို့နှစ်ယောက်ကလည်းအစားအစာတွေကိုဆက်စားကြတယ်။ဆိုင်းနဲ့ပဲရုပ်တရက်မိထွေးဖြစ်သူကနိုင်နိုင်ရဲ့မျက်နှာပေါ်မှာထမင်းဘက်ကန်ကိုပြစ်လိုက်ပါတယ်။ချီးလို့ထမင်းနေချက်ထားလားဟလား။ဒီလိုမကောင်းတဲ့အစားအစာတွေငါတို့မစားဘူး။လာညီညီငါတို့အပြင်စားတော့ဆိုင်မှာပဲသွားစားကြမယ်။ဒီလိုနဲ့ပဲညီညီနဲ့သူ့အမေကတော့စားတော့ဆိုင်မှာပဲထမင်းသွားစားကြပါတယ်။တစ်ဖက်မှာတော့နိုင်နိုင်ကသူ့ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုစားပြီးတော့မှအိတ်သွားခဲ့ပါတယ်။တာမီနှစ်ယောက်လုံးကအပြင်ကစားတော့ဆိုင်ကနေပြန်လာတဲ့အခါမှာတော့နိုင်နိုင်အိတ်နေတာကိုတွေ့ခဲ့ရပါတယ်။မိထွေးဖြစ်သူကဒါကိုကြည့်ပြီးတော့မှအရှမ်းကိုဒေါသထွက်သွားခဲ့ပါတယ်။ဟဲ့ကောင်မင်းကငါတို့ထက်အရင်အိတ်သွားတယ်ပေါ့ဟဟလား။ငါတို့မအိတ်မချင်းမင်းအိတ်လို့မရဘူးနားလေလား။အမေသားကတဏီကုံအလုံးလုံးလုံးနဲ့ပင်ပန်းသွားလို့အိတ်ငိုက်တာနဲ့အိတ်ပျော်သွားတာပါ။ကျွန်တော်ခွင့်လွှတ်လိုက်ပါ။အော်မင်းကလူတွေကိုပြချင်နေပေါ့ငါကမင်းကိုအလုတ်အရန်ခိုင်းစားတယ်အနိုင်ကျင့်နေဆိုပြီးတော့မှလူတွေကိုပြောချင်တာပေါ့ဟဟလားအဲ့လိုမဟုတ်ပါဘူးအမေကျွန်တော်ဘယ်တော့အဲ့လိုပြောလိုက်လို့လဲအော်ငါတို့ကနေပြောမဲ့အရေးကိုစောင့်နေရမှာပေါ့ဟဟလားလာသားလေးငါတို့နှစ်ယောက်အိတ်ကြရအောင်အေးမင်းကမနဲ့ရောက်တာနဲ့ပဲတော်ရဲကနေနေပြီးတော့ထင်းနေယူလာခဲ့နော်ကြားလားဟုတ်အမေကျွန်တော်ယူခဲ့ပေးပါမယ်မနဲ့နေမထွက်ခင်အရင်နိုင်နိုင်ကထပြီးတော့မှတော်ရဲကနေနေပြီးထင်းသွားကောက်ပါတယ်နိုင်နိုင်ကတော့ထင်းတွေကိုရှာနေတဲ့အခါမှာပဲအသက်ကြီးတဲ့အဖွားကိုတယောက်ကိုတွေ့ခဲ့ရတယ်။သားလေးရေဒီတော်ထဲမှာလေလူတွေနေကြတာပဲလား။ငါကမျက်စိမမြင်ရဘူး။ဒီမှာတဲရောက်ရှိလား။ဟင်းဒီအဖွားကအရင်လဲအသက်ကြီးနေပြီပြီးတော့နေမကောင်းမှုနဲ့တူတယ်။အဖွားရေကျွန်တော်ဒီမှာသားရေငါကဒီမှာအာကောင်အရန်ချောက်နေပြီ။ရှင်အရန်စာနေတာ။ရှည်လေးခတ်ပေးပါလား။ဟဲ့ဘယ်လိုလုပ်ရမလဲငါမှရေဘူးလည်းမပါလာအောင်ဒီတောထဲမှာလည်းရေကန်လည်းမရှိဘူးမြစ်လည်းမရှိဘူးဘယ်လိုလုပ်ရတော့မှလဲဒီအဖွားကိုလည်းအသက်ကယ်ပြီးမှဖြစ်မယ်အေးဒီတခုတော့ငါလုံနိုင်တယ်နိုင်နိုင်ကတော့အပင်တပင်ကနေနေပြီးတော့မှအဆူတစ်ခုကိုချိုးလိုက်ပါတယ်ပြီးတော့သူ့ရဲ့လက်ကိုပဲဖြတ်လိုက်တယ်အဲ့ဒီကနေနေပြီးတော့မှသွေးတွေကျလာခဲ့ပါတယ်သွေးတွေကိုတရွက်တွေရဲ့ပေါ်မှာတင်လိုက်တယ်ရှော့အဖွားရေပါဇက်ဟာပါကျွန်တော်အဖွားကိုရေတိုက်ပါမယ်အဖွားဘာမှဖြစ်စေရပါဘူးအေးပါသားလေးရေဖះရှင်စောင့်ရှောက်တာခံရပါစေအဲ့လိုနဲ့ပဲနိုင်နိုင်ကတော့အဖွားဟိုကိုသွေးပဲတိုက်လိုက်ပါတယ်သွေးတောက်တာနဲ့ပဲအဖွားဟိုကနေနေပြီးတော့မှနတ်သမီးတွင်ကိုပြောင်းလဲသွားခဲ့ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးတော့မှနိုင်နိုင်ကအရှမ်းကိုအံ့ဩသွားခဲ့ပါတယ်ဟဲခမ ्या ကဘာတူတော့ခမ ्या ရဲ့ရုပ်ကဒီလိုမျိုးချက်ချင်းဘလို့ပြောင်းလဲသွားတာတော့ငါကနတ်သမီးတယောက်ပါဒီကအရှမ်းကိုစိတ်ထားကောင်းတဲ့သူတယောက်ဘာမှန်မာနာမှမထားဘဲနဲ့သူများတွေကိုကူညီပေးတယ်ဒါတွေကိုငါသဘောကျတယ်ဒါကြောင့်ဒီမှာငါနင်းကိုမော်ပကံပေးလိုက်မယ်မော်ပကံဒါကဘာလို့ရမှာလဲဒီပကံကိုအရှိမထားပြီးတော့မှမင်းကရီမယ်ဆိုလို့ရှိရင်ဒီထဲမှာရွှေတွေငွေတွေရမြားတွေရောက်လာမှာပြီးတော့နင်ကငိုမယ်ဆိုလို့ရှိရင်ပတ်စံဒီအများကြီးကျလာမှာအဲ့လိုပြောပြီးတော့မှနတ်သမီးလေးကပျောက်သွားခဲ့ပါတယ်ဟာဒါဘလို့ကြီးလဲတစ်ဖက်မှာတော့သူ့ရဲ့မိထွေးကဒေါသထွက်ပြီးတော့မှမျက်စိတွေနီးရဲသွားခဲ့ပါတယ်။တားရီနိုင်နိုင်ကိုသွားကြည့်စမ်း။ဘာလုပ်နေမှမသိဘူး။မနေ့ကလေးကထွက်သွားတာ၄နှစ်တောင်ရှိနေပြီ။အခုချိန်ထိထင်းနေတောင်မယူလာသေးဘူး။အမြန်သွားခေါ်ခဲ့စမ်း။အိမ်ရောက်လို့ရှိရင်တော့ငါအကြောင်ကောင်းကောင်းပြမယ်။အမေစိမူနဲ့တာအခုပဲအဲ့ဒီကောင်သွားခေါ်ခဲ့မယ်။ညီညီကလည်းတော်ရဲကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းနိုင်နိုင်ကိုလုံးဝမတွေးခဲ့ရပါဘူး။ကြာကြီးလိုက်ရှာတဲ့အခါမှာမှတွေ့သွားခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာမိထွေးဖြစ်သူကသူ့ကိုပါရလိုက်ပါတယ်။ခံကိုတော့အမြဲတမ်းကိုနဲ့မခွာထားပါတယ်။နင်ကငါတို့ကိုအငတ်ထားတယ်ပေါ့လေ။ဟုတ်လား။နင်တို့ကောင်းကောင်းအဖြစ်ပေးမှရတော့မယ်။နောက်မှသွားပြီးတော့မှနေအရင်ငါတို့ထမင်းစားလိုက်အောင်မယ်။ပြီးလို့ရှိရင်တော့နင်ကိုကောင်းကောင်းရိုက်မယ်
နိုင်နိုင်ကအိမ်ရဲ့တောင်းတနေရာမှာထိုင်ပြီးတော့မှငိုခဲ့ပါတယ်ပြီးတော့အမေရင်းကိုသတိရနေခဲ့ပါတယ်ဒီနေ့ငါရဲ့အမေအရင်နဲ့အဖေရှိရင်ဘယ်လောက်ထိကောင်းမှာတော့တကယ်လို့အမေသာရှိခဲ့လို့ရှိရင်အခုချိန်မှာငါလည်းအရန်ကိုချစ်ခံနေရမှာညညလိုပေါ့အဲ့လိုနဲ့ပဲနိုင်နိုင်ကငိုနေခဲ့ပါတယ်ငိုနေတဲ့အခါမှာပဲပကံတဲကနေပြီးတော့မှရွှေငွေရတနာတွေထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူကနတ်သမီးလေးရဲ့စကားကိုသတိရသွားခဲ့ပါတယ်အော်နတ်သမီးလေးပြောတာကငါဘဲအချိန်မှာငိုမလဲဘဲအချိန်မှာရီမလဲအဲ့ဒီအချိန်တိုင်းနေအားလုံးမှာဒီခွက်ထဲကနေပြီးတော့မှရွှေငွေတွေထွက်မယ်ပေါ့အဲ့ဒါကတကယ်အစ်စ်ပဲအဲ့လိုနဲ့သူကပြေးပြီးတော့မှမိထွေးရှိသွားပါတယ်ပြီးတော့ဒီရွှေတင်ကတွေပြပြီးတော့မှအကြောင်းအရာတွေအားလုံးကိုမိထွေးဖြစ်သူကိုပြလိုက်ပါတယ်မင်းကလေမင်းရဲ့အမေအဖေအတိုင်းပဲတကယ်ငတ်တုံးငါအားဒါတွေကယုံတန်းစကားတွေတကယ်အစ်စ်မဟုတ်ဘူးနားလေလားအဲ့လိုနဲ့ပဲနိုင်နိုင်ကတော့ဘာမှမပြောဘဲနဲ့ဘီဘိုချောင်မှာပဲလာပြီးတော့အိတ်သွားခဲ့ပါတယ်တားရီရုတ်တရက်သူ့ရှိမှအလောက်ပတ်စံနေအများကြီးဘယ်ကနေရတာတော့တနေရာနေခိုးခဲ့တာနေမှာပေါ့မနဲ့ရောက်တာနဲ့သူ့ကိုအိမ်ကနေမောင်းထုတ်လိုက်မယ်မဟုတ်လို့ရှိရင်ရဲတွေလာပြီးတော့မှငါတို့ကဖမ်းသွားလိမ့်မယ်ဒါပေမဲ့လေသူ့မှာဒီလောက်ထိတက်တီတော့မရှိတော့ပါဘူးခိုးမယ်ဆိုတာတော့မဖြစ်နိုင်ဘူးသူပြောတဲ့စကားများအမှန်လားမသိဘူးနော်ခုနပဲအမေပြောနေတာဒါယုံတန်းစကားတွေဆိုမင်းအခုပဲတောရဲကိုသွားအဲ့ဒီတောရဲမှာမင်းကိုလည်းအိမ်နဲ့သမီးတွေ့သွားရင်ဘယ်လိုလုပ်မှာတော့အဲ့ဒီအချိန်ထိတော့သူ့ရှေကနေမော်ပကံကိုငါလွတ်ထားလိုက်မယ်ညီကတော့ရေဘူးကန်ပြီးတော့မှတောရဲကိုရောက်သွားခဲ့ပါတယ်ပြီးတော့အဲ့ဒီအဖွားအုပ်ကိုလိုက်ရှာခဲ့ပါတယ်တယောက်ရှိလားကျွန်တော်ကအဖွားအတွက်ရေးယူလာတာပါနည်းနည်းကြာတဲ့အခါမှာတော့အဖွားကြီးကရောက်လာခဲ့ပါတယ်ဒီတောရဲမှာဘယ်မှရေမရှိဘူးအဖွားကရေးစားနေမှာမလားရော့ဒီမှာရေတောက်လိုက်ပါငါရေမစားဘူးငါကဘိုက်စားနေတာအသီးစားချင်တယ်အသီးယူလာပေးလေကြည့်ရတာဒီဘွားတော်ကနှစ်သမီးမဟုတ်ဘူးနေမှာတားရီဘာဖြစ်တာတော့အဖွားအသီးမယူလာခဲ့ဘူးလားဟက်ဘွားတော်ယူသွားပြီလားငါအသီးဘယ်ကနေယူလာခဲ့ရမှာတော့သွားအဲ့လိုနဲ့ပဲညီကတော့သွားခဲ့ပါတယ်ဟဲ့ရက်ပါအောင်စုတော့ယူသွားအောင်လေအဲ့ဒီအဖွားကမော်ပကံတစ်ခုကိုသူ့ကိုပေးလိုက်ပါတယ်ညီကလည်းမော်ပကံကိုအင်ကိုယူလာခဲ့တယ်ဒီမှာကြည့်ပါအောင်အမေဒီပကံအရှိမကျွန်တော်ကရီးပြီးဆိုလို့ရှိရင်ဒီထဲကနေရွှေငွေထွက်လာလိမ့်မယ်ကျွန်တော်ငိုမယ်ဆိုလို့ရှိရင်ပတ်စံတွေအများကြီးရောက်လာလိမ့်မယ်အဲ့လိုနဲ့ပဲညီကရီးခဲ့ပါတယ်ရီးတဲ့အခါမှာပဲပကံတွေကနေပြီးတော့မှပိုးတွေထွက်လာခဲ့ပါတယ်ညီကလည်းလန့်သွားခဲ့တယ်ဒီပိုးတွေကညီနဲ့သူ့ရဲ့အမေကိုကိုက်ပြီးတော့မှတတ်လိုက်ပါတယ်နည်းနည်းကြာမှတော့နိုင်နိုင်ကလည်းသူ့ရဲ့မော်ပကံနဲ့အတူပျော်ရွှင်ပဲနေထိုင်သွားကြပါတော့တယ်